ပါတယ်မြတ်စွာဘုရားမှာဘုန်းတော်အနန္တကံတော်အနန္တရှိတယ်ဆိုတာဟုတ်တယ်သို့တော့ဘုရားဟာတကူတော်အနန္တရှိသည့်အတွက်ကြောင့်အရာခတ်သိမ်းကိုအလွယ်တကူမပင်မပန်းပြီးသွားတယ်လို့လူတွေရဲ့စိတ်ထဲမှာထင်မှတ်နေရင်တော့မှန်ကန်မှုမရှိဘူးပေါ့လောကမှာမြတ်စွာဘုရားဟာဘလောက်အလုပ်လုပ်ရတယ်ဆိုတာကိုသိစေခြင်းလို့ဘုန်းကြီးတို့လောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်ဆိုတာကိုဒီကနေ့ကစပြီးပိုင်း1ပိုင်း2ဆိုတာလို့မြတ်စွာဘုရားတက်တော်80ပြည့်လို့ပြိဋိဘံစံဃန်းထိအောင်အချင်းချုပ်အနှစ်ထုတ်ပြီးတော့ဘုရားဝင်ကိုထိုထုတ်တန်တွေကနေထုတ်နှုတ်ပြီးတော့ဟောကြားဖို့ရည်မှန်းထားတာပါဖြစ်ပါတယ်မြတ်စွာဘုရားဟာဣစရိယမနုဿအံ့ဩပဲကောင်းတဲ့လူသားတစ်ယောက်ဆိုတာမှန်တယ်သို့တော့လူသားတစ်ယောက်ဆိုတာလူသားရဲ့အခက်ခဲတွေဘလောက်ကြုံတွေ့ခဲ့တယ်ထိုအခက်ခဲတွေကိုကြိုးပမ်းအထောက်မှုအမျှော်အမြင်ရှိမှုတွေနဲ့ဘယ်လိုဖြတ်ကျော်ခဲ့တယ်ဘယ်လိုဖြေရှင်းခဲ့တယ်ဆိုတာတွေကိုသိရှိဖို့လိုအပ်တယ်ပေါ့အနုဆိုလို့ရှိရင်အုံဖွမန္တမန်းပြီးရာခသိမ့်ပြီးသွားတယ်လို့တချို့ကထင်နေကောင်းထင်နေလိမ့်မယ်ကဘာမှာအလုတ်လုတ်ဆုံးပုဂ္ဂိုလ်ကိုဖော်ပြပါဆိုလို့ရှိရင်မြတ်ဗုဒ္ဓပဲဖြစ်ပါတယ်ဒီလောက်ကြီးမားတဲ့စွမ်းအားတွေရှိနေတဲ့ပုဂ္ဂိုလ်တူဟာဘလောက်အလုတ်လုတ်ခဲ့ရတယ်ဆိုတာတွေကိုအားကြအတူယူကြီးညိုပြီးတော့ဘုန်းကြီးတို့ဘဝမှာအများကောင်းကျိုးကိုကြိုးစားအထောက်ကြဖို့ဒီလိုကြိုးစားအထောက်မှသာလျှင်မြတ်စွာဘုရားကိုကြီးညိုပူဇော်ရလဲရောက်တယ်ပေါ့ဘုရားဟာမြတ်ဗုဒ္ဓဟာဘလောက်အလုံးလုံးခဲ့တယ်ဆိုတာလောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်ဆိုတာကိုနာယူပြီးတဲ့အခါမှာထိုက်တန်တဲ့လောက်တော့သိရှိကြမှာဖြစ်ပါတယ်ပြောရမယ်ဆိုလို့ရှိရင်ဘုရားဆိုတာလွန်ခဲ့တဲ့နှစ်ပေါင်း2600ကတကယ်ပဲလောကအလယ်မှာပေါ်ပေါက်ခဲ့တဲ့လူသားတဦးပဲဖြစ်ပါတယ်လူသားတဦးဆိုပေမဲ့တာမန်လူသားတဦးတော့မဟုတ်ဘူးအသိဉာဏ်မြင့်မားရုပ်ဆင်းအင်္ဂါအဖြစ်ထူးခြားပြီးအလွန်ကြိုးစားတဲ့စွန့်လွတ်နိုင်တဲ့ပုဂ္ဂိုလ်တူပုဂ္ဂိုလ်မြတ်ပဲဖြစ်ပါတယ်တာမန်လူသားတော့မဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကိုယ်တိုင်သုံးတဲ့စကားလုံးကဣစရိယမနုဿတဲ့အံ့ဘွယ်လူသားလို့အင်္ဂုတ္တပါဠိတော်မှာမြတ်စွာဘုရားကိုယ်တိုင်ပြောခဲ့တဲ့မိန့်ကြားခဲ့တဲ့စကားလေးရှိတယ်ပေါ့အံ့ဘွယ်လူသားမြတ်ဖရာဆိုပြီးတော့ဘုန်းကြီးတို့ဟောထားတဲ့တရားတစ်ပုဒ်တော့ရှိတယ်ပေါ့နော်မြတ်စွာဘုရားရဲ့အထုပ္ပတ္တိလို့ပြောခြင်းပြောဗုဒ္ဓဝန္တဖရာအနွယ်အဆက်တွေရဲ့အကြောင်းကိုရေးထားတဲ့ဗုဒ္ဓဝင်ဆိုတာမြန်မာပြည်မှာတော့ဗုဒ္ဓဝင်ဆိုတဲ့နာမည်နဲ့ဗုဒ္ဓတွေရဲ့အစဉ်အဆက်တွေကိုရေးဖော်ပြထားတာရေးသားဖော်ပြထားတာတွေရှိတယ်ဂေါတမဗုဒ္ဓဝင်လို့ဆိုတဲ့မဟာဗုဒ္ဓဝင်နဲ့အခန်းတစ်ခန်းကြည့်ပဲဆိုရင်တကယ်တော့ဂေါတမဗုဒ္ဓရဲ့အထုပ္ပတ္တိပါပဲအဲ့ဒီဂေါတမဗုဒ္ဓရဲ့အထုပ္ပတ္တိကိုပြီးပြီးစုံစုံသိဖို့ဆိုတာပိဋကတ်3ပုံထဲကအတော်ကိုမှွေနောက်ပြီးချိနိုင်မှကြည့်ဖို့လိုအပ်တယ်ပေါ့ဘုန်းကြီးတို့အခုဟောမဲ့လောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်ဆိုတာမိမိတတ်ဆွမ်းသမျှထိုထိုသုတ်တန်တွေမှာပါတဲ့မြတ်ဗုဒ္ဓရဲ့စကားလုံးတွေကိုယူပြီးတော့ဗုဒ္ဓရဲ့ရုပ်ပုံလွှာပေါ်အောင်ကြိုးစားမှဖြစ်ပါတယ်သို့တော့ရုပ်ပုံလွှာပေါ်အောင်ဖော်တဲ့နေရာမှာတော့တကယ်မြတ်စွာဘုရားရဲ့ရုပ်ပုံလွှာအပြည့်အစုံတော့ဖော်နိုင်စွမ်းရှိမှာမဟုတ်ပါဘူးဟိုတစဒီတစမြတ်ဗုဒ္ဓရဲ့အကြောင်းအရာတွေကိုဖော်ပြထားတဲ့သုတ်တန်တွေကနေဆွဲနှုတ်ပြီးတော့မြတ်စွာဘုရားဟာဘလို့အခက်ခဲတွေကြုံနေတယ်ခက်ခဲကြုံတဲ့အခါမှာဘလို့ကြိုးပမ်းခဲ့တယ်စိတ်နေသဘောထားဘလို့ရှိတယ်စိတ်ဓာတ်ဘလို့ခိုင်မာတယ်ကြိုးပမ်းအထောက်မှုဟာဘလို့ကြီးမားတယ်ဆိုတာတွေကိုဘ
ဘုန်းကြီးတို့တွေသိရှိနားလည်ပြီးမြတ်ဗုဒ္ဓ